ဂျင်းထရမှာကြိုက်တာလားတနေ့ကညီမလေးတယောက်ကလာမေးတယ်သူမေးတဲ့ပုံကလည်းဒီမေပန်းဒီဆိုင်မျက်နှာသေးစစ်ပြကတင်းနေပြောက်လားဆိုတော့ကိုတော်နည်းနည်းကြောင်သွားတာအမေးခံရတာကိုတိုင်းကလည်းတင်းနေပြောက်ပါတယ်လို့လည်းပြောပြီးတော့တခါမှလည်းကြင်ညာပြီးတော့မကူညီပေးခဲ့ဘူးတေချာတစ်ခုကတော့ဒီမေပန်းဒီဆိုင်မျက်နှာသေးစစ်ပြဆိုရင်တော့သုံးနေရင်းနဲ့ဝက်ချန်နေဆိုရင်2ပတ်လောက်ဆိုရင်အစီလေးတွေကကျွေလာတယ်6လာတယ်မျက်နှာလေးတိပြီးသားမျက်နှာအသားယူဆိုတစ်စစ်ကြည့်ပြီးတော့ဖြူလာတယ်မစင်ဆိုရင်လက်တွေ့เนาะပုံမှန်လေးတိတာလာတယ်ရှိနေတဲ့ဝက်ချန်နေဆိုပြားချက်ပြီးတော့အဆန်လေးတွေကျွေလာပြီးဆိုမျက်နှာအသားရည်ဆိုတစ်စစ်ကြည့်ပြီးတော့ဖြူလာတယ်အမဲဆက်ဆိုတိတာဦးမှာပါကြလာတယ်အဲ့တော့တင်းနေပြောင်းလာဆိုတော့တင်းနေတွက်ကတော့အာမခံချက်မပေးနိုင်ပါဘူးဝက်ချန်တွက်ဆိုရင်တော့စိတ်ချလက်ချတော့ဝက်ချန်စားဝက်ချန်အစီဘူးပြဿနာရှိနေတဲ့သူကအစားစိတ်ချလက်ချတောင်းလို့ရပါတယ်လိုချင်တယ်ဆိုရင်တော့ချက်ပေါက်စီပြီးပါအသေးစိတ်မေးမြန်းပြီးတော့မှာယူလို့ရပါတယ်ရှင်